main ကလေးတယောက်ကိုချစ်ပေးပြီးကိုအလိုလိုက်ရတာအရန်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဟိုတလောမှာစပင်ဖမ်းလောက်ထားတာကိုမလိုက်ဘူးငါနဲ့တော်တော်ရုပ်ဆိုးရဲဆိုရဲစိတ်ခံစားရပြီးတော့ဒီနေ့တော့ hair perm ကို remove တော့လုပ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့ဒီမှာစပင်ကျွတ်ထားတာတွေကပြန်ထွက်လာပြီးတော့စပင်တိုလေးတွေကထောင်ထွက်ပြီးလို့ရှိရင်အဲ့ဒီ perm ကလည်းသူ့ဟာသူကောက်သားလှပါတယ်ကိုမျက်နှာနဲ့ပဲမလိုက်တာပေါ့နော်ဒီကောက်သားတော်တော်လေးလှရလို့ပြောလို့ရတယ်တွေ့ရလူတိုင်းကဟဲစပင်ကောက်သားလေးလှတယ်နော်လို့ပြောလေးရှိတယ်ဒါပေမဲ့ကိုယုံနေတော့မလိုက်ဘူးထင်တယ်ပေါ့နော်အဲ့တော့မကြိုက်ဘူးကျမစပင်နေပြန်ဖြောင်းချင်တယ်ဆိုပြီးတော့ဆိုင်ကိုအပူကတ်တယ်ဆိုင်ကလည်းပြောပါတယ်လာခဲ့ပါကြည့်ပေးပြီးမှပဲ stylist က yes ပြောပေးမှပဲဆက်သွားလို့ရပါမယ်လို့ပြောပါတယ်အဲ့ဒါနဲ့စစ်ရတယ်ပေါ့နော်အရင်ဆုံးရင်တမနဲ့ကိုပတ်စံနဲ့ကိုပြန်ပြီးတော့ဖြောင်းချင်တာတော့မှ stylist yes ပြောတဲ့အချိန်ကိုစောင့်ရပါတယ်ကံကောင်းစွာပဲ stylist က yes လို့ပြောပါတယ်အဲ့တော့ကျွန်မ help him နဲ့ကို remove လုပ်လိုက်ပါမယ်ဆိုတော့အဖြောင်းလေးအတိုင်းပြန်ရမှာဖြစ်ပါတယ်ရှင် Oh. Yeah, because I live in share house and new tenant has come few weeks ago and she's also Myanmar. Myanmar. Oh, Myanmar people are very nice, right? Yeah. ဒါကတော့ပထမအဆင့် PAM တွေကို remove လုပ်ပြီးတဲ့အချိန်ပေါ့နော်ဒုတိယအဆင့်တော့မသွားရသေးဘူးဒုတိယအဆင့်ပြီးသွားတဲ့အခါကျတော့မှစပင်လေးက healthy look ဘက်ကိုပြောင်းသွားပြီးတော့ရှင်မကြိုက်တဲ့ original version လေးကိုပြောင်းသွားမှာဖြစ်ပါတယ်ရှင်တာဒါရှင်မရမ်းကြရရဲရှင်မရဲ့ original version လေးကိုပြန်ရပြီဖြစ်ပါတယ်မလေးရှင်မလေးအဲ့လိုစပင်လေးကိုပဲသဘောကျတာအခုဆိုရင်เนาะရှင်မကြိုက်တဲ့စပင်ပုံစံလေးပြန်ရပြီဖြစ်ပါတယ်ရှင်မရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ပေးရလဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်เนาะ bye bye see you in the next one